ရခိုင်ပြည်မင်းပြားမြို့မှာစစ်ကြံပုံသိမ်းတလုံးပောက်ကွဲတဲ့အတွက်လူငယ်တယောက်သေဆုံးက3ယောက်အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။သေဆုံးသွားတဲ့လူငယ်ကတော့မင်းပြားမြို့ပူစိုးတင်းရက်ကွက်ကမောင်ညီညီစော15နှစ်ဖြစ်ပါတယ်။ဒဏ်ရာရရှိသွားသူတွေကတော့တရက်ကွက်ထဲနေမောင်ထွန်းထွန်းမြင့်15နှစ်မောင်ခိုင်မင်းခေါ်ကိုမောင်ကြီး19နှစ်နဲ့သူရဲ့မိခင်ဒေါ်သိန်းရှည်55နှစ်တို့ဖြစ်ကြပါတယ်။မောင်ညီညီစောမောင်ထွန်းထွန်းမြင့်နဲ့ကိုမောင်ကြီးတို့တငယ်ချင်း3ယောက်ဟာမနေ့ကနေ့လယ်2နာရီလောက်မှာရမောင်မြေကမ်းမှာငါးချကြစဉ်40မမစစ်တမ်းပုံသီးတစ်လုံးကိုရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပုံသိမ်းကိုအင်ကိုယူဆောင်လာပြီးတော့မောင်ညီညီစောကထုကြည့်ရာကနေပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးမောင်ညီညီစောမှာခန္ဓာကိုယ်အနှံ့ပြဒဏ်ရာအပြင်းထန်ရရှိသွားခဲ့လို့ဆေးရုံကိုပို့တဲ့လမ်းမှာပဲသေဆုံးသွားခဲ့ရတာပါ။